ပို့ပါတယ်ဆိုကိုတိုင်းလို့တော့လဲကျွန်တော်ဒီလိုပဲလုပ်ခဲ့တာပဲဒီမော်ပြည်နယ်ကိုလုပ်တော့လဲဒီလိုပဲရခိုင်ဆိုလဲအဲ့ဒီလိုငကွေးတိုင်းတို့မန္တလေးတိုင်းတို့ဆိုရင်လည်းဒီလိုပါပဲကျွန်တော်တို့စာတွေပို့ပြီးလုပ်ခဲ့ပါတယ်ဦးရဲထွန်းပြောသွားတာပါသူတို့တောင်းတဲ့ကူညီတွေကတော့သူတို့အဖွဲ့တွေစီယုံရေးမှုနဲ့အဖွဲ့ဝင်တစ်စုဆောင်ရေးလှုပ်ရှားမှုတွေလုပ်တဲ့အခါစီယုံရေးဖွဲ့ခွဲတိုးချဲ့တဲ့အခါရုံးခန်းတွေဖွင့်တာဆိုင်းဘုတ်တွေတင်တာပိုစတာတင်တာလူလူနဲ့တွဲဆုံရှင်းနေတာတွေလုပ်တဲ့အခါမှာနေပြည်တော်အာဏာပိုင်တွေကမနှောက်ယှက်ပဲအကူအညီပေးဖို့ပါဒီလုပ်တွေကိုဒီအဖွဲ့အနည်းတူအပုံတင်မထားတဲ့တခြားအဖွဲ့အစည်းအသင်းပင်တွေကလုပ်ရင်စစ်ဆိုးရကဖမ်းဆီးထောင်ချနေတဲ့အခြေအနေမှာလှုပ်ဆောင်ခွင့်ရနေတာဖြစ်ပါတယ်သူတို့ဖွဲ့ဟာတခြားနိုင်ငံရေးပါတီတွေလိုတရားဝင်မှတ်ပုံတင်ထားခြင်းမရှိပါဘူးဒါပေမဲ့ရန်ကုန်မြို့ရဲ့ကွန်ဒိုမီနီယံတစ်ခုမှာပေါ်ပေါ်တင်တင်ရုံးခန်းဖွင့်ပြီးဆောင်ရွက်နေတာနယ်လက်စီယိုရေးစင်းတဲ့ကားတွေမှာဒေသခံအာဏာပိုင်တွေကအကူအညီပေးနေတဲ့အပေါ်စစ်ဆိုးရနဲ့နှိကတ်လွန်းတယ်လို့လိလာခဲ့ခတ်တွေကဝေဖန်ကြပါတယ်ဒီဝေဖန်ချက်နဲ့ပတ်သက်လို့ဦးရဲထွန်းကအခုလိုရှင်းပါတယ်မြန်မာနိုင်ငံရဲ့တိုင်းပြည်နဲ့ဒီလူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုအမှန်တကယ်ပေါ်ဆောင်ရင်အမှန်တကယ်လုပ်မယ်ဆိုရင်ကျွန်တော်တို့လိုပဲနိုင်ငံရေးအခွင့်အလမ်းတွေရလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပဲလုပ်ကြပါကျွန်တော်တို့လုပ်ရင်ကျွန်တော်တို့ခွင့်ရကြပါလိမ့်မယ်ကျွန်တော်တို့နဲ့မတူတဲ့စကြက်ပဲသဘောဆောင်တဲ့လူရမျိုးတွေလုပ်နေတော့ကျွန်တော်တို့ကရမယ်သူကရကြမှာရမှာပေါ့ဗျာဒါပေမဲ့2010ရွေးကောက်ပွဲမှာသူတို့အဖွဲ့ဟာနိုင်ငံရေးပါတီတစ်ရပ်ဖြစ်ထူထောင်ရှင်ပြိုင်သွားမယ်လို့ဦးရဲထွန်းကပြောပါတယ်1990ရွေးကောက်ပွဲကိုဦးစီးကျင်းပခဲ့တဲ့စစ်ဆိုးရက2010Domesticated girl, that's all you ask of me. Darling, it is no joke, this is lycanthropy. The moon's awake now, with eyes wide open. My body is craving, so feed the hungry. I've been devoting myself to you Monday to Monday and Friday to Friday. Not getting enough retribution or decent incentives to keep me at it. I'm starting to feel just a little abused, like a coffee machine in an office. So I'm gonna go somewhere closer to get me a lover and tell you about it. There's a she-wolf in the closet, open up and set us free. And there's a she-wolf in the closet. Let it out so it can breathe. Sitting across the bar, staring right at her prey. It's going well so far, she's gonna get her way. Nocturnal creatures are not so prudent. The moon's my teacher, and I'm her student. To look at the single man. You're on the phone with your girlfriend, she's upset. She's going off about something that you said. 'Cause she doesn't get your humor like I do. I'm in the room, it's a typical Tuesday night. I'm listening to the kind of music she doesn't like. And she'll never know your story like I do. But she wears short skirts, I wear
in your worn out jeans. I can't help thinking this is how it ought to be. Laughing on a park bench, thinking to myself, hey, isn't this easy? And you've got a smile that could light up this whole town. I haven't seen it in a while since she brought you down. You say you're fine, I know you better than that. Hey, what you doing with a girl like that? She wears high heels, I wear sneakers. She's cheer captain and I'm on the bleachers, dreaming about the day when you wake up and find that what you're looking for has been here the whole time. If you could see that. 能老啊，小小月一摸你的，看我这